ဒူဒီတရီမစရာဇော်ဝင်းရဲ့ကျွန်တော်ကိုမများအားလုံးမင်္ဂလာပါ30ရက်6လ2026 4နာရီကိုအတွက်ပေါ့နော်ကျွန်တော်ကိုမတွေကျွန်တော်စိုက်ပြပေးလိုက်ပါတယ်ကျွန်တော်မိတ်ဆွေတွေမနေ့တုန်းကကျွန်တော်တို့ဒီမှာကျွန်တော်အောင်ခဲ့တဲ့ကဏ္ဍကကျွန်တော်ဒီမှာတုန်းကနက်ခက်သဘောတရားဖြစ်ခဲ့တဲ့ပုံစံပေါ့နော်ဆိုတော့ဒီမှာ3လုံးပေါင်းချင်း8ကိုဒီ3လုံး8အဲ့မှာ8နက်ခက်နှလုံးတစ်ပြီးမှ1ပါဝါ6ထိပ်ပေါ့နော်3လုံးပေါင်းချင်း8ကိုဒီ3လုံး8နက်ခက်နှလုံးတစ်ပြီး1ပါဝါ6ထိပ်ဒီမှာ3လုံးပေါင်းချင်းခွန်ကို3လုံးခွန်နက်ခက်နှလုံး3ညဖြစ်ပြီးမှ3ညပါဝါ5ထိပ်ပေါ့နော်အဲ့မှာကျွန်တော်တို့ယူဆတဲ့အလှဲမှာဒီ3လုံး3ညကို3လုံး3ညနက်ခက်နှလုံးခွန်ထောက်ထားတဲ့အတွက်ခွန်ပါဝါဖြစ်တဲ့2ထိပ်နဲ့ပေါ့နော်အဲ့ဒီ2ထိပ်နဲ့ကျွန်တော်တို့ဒီနှလုံး6ဆိုရင်ဒီဘက်ကနေနှလုံး6ဒီနှလုံး4ဆိုရင်ဒီဘက်ကနေနှလုံး4ဒီနှလုံး4ကိုလည်းဒီလိုနှလုံး4ပေါ့နော်ဒီနှလုံး1ကိုဒီလိုနှလုံး1မယ်ဆိုလို့ရှိရင်ခွန်နောက်ပိတ်နဲ့2ထိပ်ခွန်ပိတ်နဲ့2ခွန်ဆိုတဲ့ကဏ္ဍပေါ့နော်အဲ့မှာ break က4383ညကိုသူကဒီမှာ4383ညလို့ဖြစ်ချင်လို့ရှိရင် break 9နဲ့2ခွန်ဆိုတဲ့ကဏ္ဍကို2ခွန်လို့3ခွန်လို့ပေါ့နော်အဲ့မှာခွန်နောက်ပိတ်နဲ့ break 30ကလည်းကျွန်တော်မနေ့တုန်းတော်တော်လေးစိတ်ဝင်စားတယ်ပေါ့နော်အဲ့မှာ3ခွန်နဲ့8နှစ်အား2 8တွေတွေ့တာပေါ့နော်ဘာလို့လဲဆိုတော့ဒီ6658တွေကဒီဘောနေလာထားတဲ့အပေါ်မှာတကက်6658တွေကအများကြီးလှုပ်ထားတယ်ပေါ့နော်အပေါ်မှာတွေလည်း6658တွေကဒီလိုပုံစံထိရှစ်ထားတော့ဒီမှာ8ထိပ်တွေနဲ့8နှစ်2 8တွေ3ခွန်နေပေါ့နော်ဒီလိုပုံစံမျိုးကျွန်တော်တွေ့တာတော့3ခွန်ပေါ့နော်အဲ့မှာခွန်နောက်ပိတ်နဲ့ break 30ကိုကြားရတဲ့အကြောင်းရင်းဘာလို့လဲဆိုတော့ကျွန်တော်ကြည့်ခဲ့တဲ့ဒီမှာနှလုံးပေါင်းချင်း2ဒီနှလုံး2အဲ့2က break 2ရွှေ့တာဒီနှလုံးပေါင်းချင်း8ဒီနှလုံး8အဲ့8က break 8ရွှေ့တာဒီနှလုံးပေါင်းချင်း4ဒီနှလုံး4အဲ့4က break 4ရွှေ့တာဒီမှာဒီနှလုံးပေါင်းချင်း3ညနှလုံး3ညကဒီမှာ break 3ညရွှေ့ရမှာပေါ့နော်အဲ့တော့သူ့ကိုကျွန်တော်တို့ဒီမှာတောက်လျှောက်တခါတည်းအထောက်မယူဘဲနဲ့တခါတည်းသွားမယ်ဆိုရင်ဒီနှလုံး8ကိုဒီ3လုံး8ပြီးမှ break 8ကြတာဒီနှလုံး4ကိုဒီ3လုံးပေါင်းချင်း4ပြီးမှ break 4ကြတာဒီနှလုံးပေါင်းချင်း10ကိုဒီ3လုံးပေါင်းချင်း10ခွေပြီးတော့မှ break 10ကြာမှာပေါ့နော်အဲ့မှာမှသူ့ကိုရှေ့ဆက်သွားပြီးတော့မှနှလုံးပေါင်းချင်း5ဖြစ်တဲ့အတွက်3လုံးပေါင်းချင်း5ဖြစ်ပြီးဖို့ရလဲ break 10ပဲအဲ့တော့ break 10တဲ့ကဏ္ဍမှာကျွန်တော်2ခွန်ပေါ့နော် break 10တဲ့ကဏ္ဍက3ခွန်2ခွန်3ခွန်ကိုအဓိကအကြိုက်ဆုံးရွေးခဲ့တာပေါ့နော်အဲ့မှာခွန်3လို့အာပြီးတော့ထွက်တာတော့ဒါတော့ကျွန်တော်လည်းမတက်နိုင်ဘူးပေါ့နော်အာဘက်ကအောင်နေပေါ့ဗျာနော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေဒီညနေမှာကျွန်တော်ကြိုက်တာကဘာလဲဆိုတော့ကျွန်တော်ကက်အရှိကြီးတွေရှိတယ်ကက်အရှိကြီးတွေရှိတဲ့ထဲမှာကျွန်တော်ဒါကိုတော့ကြိုက်မထားဘူးခင်ဗျားတို့လုံးမိုင်တစ်လုံးရတယ်ဆိုရင်လည်းကတ်ထူပေါ့နော်ဒီပုံစံတွေကျွန်တော်ယူဆမထားဘူးဒီမှာ9ဆိုရင်9ပါဝါ6နှစ်နှစ်3ညဖြစ်တယ်4ဆိုရင်4ထိပ်ဆို4ပါဝါ3လုံး9ဖြစ်တယ်1ထိပ်ဆိုရင်1ပါဝါ6 4 6 1ပါဝါ6လို့ဖြစ်တယ်4ထိပ်ဆိုရင်4ပါဝါ3လုံး9လို့ယူဆရင်တော့4 3လို့ကဏ္ဍနေပေါ့နော်အဲ့မှာဘာထက်ကိုညီကဏ္ဍဖြစ်နေရမှာပေါ့နော်အဲ့၄ကတ်မူကတော့ဘာထက်ကိုညီကဏ္ဍဒါပေမဲ့ကျွန်တော်ကဒီညနေမှာကတ်3ကတ်ဆိုင်မူတွေကိုကြိုက်တယ်ပေါ့နော်ဘာလို့တုံးဆိုတော့ကျွန်တော်ဒီမှာအစပိုင်းရက်ဖြစ်နေတဲ့အတွက်မှန်ခဲ့ရင်တောက်လျှောက်ယူဆလို့ရတဲ့အတွေးမျိုးတွေရှိတဲ့အတွက်ပေါ့နော်အဲ့မှာ3ကတ်ကောင်းကောင်း site တွေကိုကျွန်တော်ဒီညနေမှာဆုံးဖြတ်ချက်ချထားတယ်ကျွန်တော်ဒီမှာဒီ16နှစ်ဖြစ်တဲ့ဖြစ်စဉ်ရဲ့254ဆိုတဲ့လာတဲ့ပုံစံတွေပေါ့နော်အဲ့မှာသူလာတော့ကဒီနှစ်ကို3လုံးပေါင်းချင်း2ဒီ9ကို3လုံးပေါင်းချင်း9ဒီ4ကို3လုံးပေါင်းချင်း4ဖြစ်ချင်းသူက4ထိပ်ထဲရမှာအဲ့မှာ4ထိပ်ထဲလိုက်တာနဲ့ကျွန်တော်တို့အပေါ်မာတွေတုန်းက6969တွေကအများကြီးပေါ့နော်ဒီဟာတွေပြလို့ရှင်တော့အပေါ်မာကလေးကကျွန်တော်တို့696တွေကဒီမှာ3လုံး6 3လုံး9 3လုံး6 696အဲ့696ကဒီမှာ696လို့ဖြစ်တယ်696က969လို့ဖြစ်မှာ969နက်ခတ်အပိတ်နဲ့သူက696လာတာ哦အဲ့မှာဒီဘက်တွေလဲ9696ဆိုတော့696ဘလို့ပုံစံပဲယူဆလို့ရသေးတယ်ဗောနော်696လို့ယူဆလို့ရတယ်အဲ့မှာအဲ့696တွေရဲ့လာတဲ့ပုံစံတွေကသူ့ကို696တွေရဲ့ပါဝါ3လုံးပေါင်းချင်း4 3လုံးပေါင်းချင်း1 3လုံးပေါင်းချင်း4 414ပေါ့နော်အဲ့414ကညနေခင်းကိုထိပ်စီးဖြစ်နေရမှာဒါကိုကျွန်တော်တော်လေးသဘောကျတယ်696တွေကလာတယ်414 4ထိပ်စီးပေါ့နော်အဲ့မှာဒီ4ထိပ်စီးထဲလိုက်တာနဲ့
အခြားကတ်ရှည်ကြီးတွေပုံစံမျိုးတွေတော့မရှိဘူးမဟုတ်ရှိတယ်အဲ့မှာကျွန်တော်တို့ဒီဘက်တစ်ချမ်းလွတ်တဲ့ပြီးတော့မှဒီဘက်ကနေကြည့်မယ်ဆိုရင်3လုံး8 8နှစ်ခါနှလုံး1 3လုံးပေါင်းချင်း8 8နှစ်ခါနှလုံး1 3လုံးခွန်ခွန်နှစ်ခါနှလုံး3ည3လုံး3ည3ညနှစ်ခါနှလုံးခွန်ဖြစ်ပြီး3လုံး6ဖြစ်နေတဲ့အတွက်6နှစ်ခါနှလုံး9ဖြစ်ခြင်းလဲ4ထိပ်ပဲပေါ့နော်အဲ့တော့ကတ်ရှည်တဲ့အရာပါလာတော့ဒီကောင်တော့ရှိနေတယ်ပေါ့နော်5ကတ်ကြီးနဲ့4ထိပ်တော့ရှိနေတယ်အဲ့မှာဒီ4ထိပ်တွေနဲ့ကျွန်တော်တို့က organ ထုတ်ချင်တာဆိုတော့ဘာထုတ်ချင်လဲဆိုတော့4ထိပ်နဲ့နှစ်နောက်ပိတ်4ထိပ်နှစ်ပိတ်ဗရိတ်6တော်လေးဟိုကျွန်တော်ကနန်းထိုးတင်တယ်လို့ဇောင်းယူဆတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့မနက်ခင်းမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေကလည်းဒီဗရိတ်ပုံစံဗရိတ်6ပဲရိုက်ပေးခြင်းလို့လားပေါ့နော်။ဘာလို့လဲဆိုတော့ဒီနှလုံးခွန်ပါဝါနှလုံးနှစ်တယ်ခွန်ပါဝါနှလုံးနှစ်လို့ဖြစ်တဲ့အချိန်မှာအဲ့နှစ်ကဗရိတ်နှစ်ညနေခင်းကြတယ်။ဒီနှလုံးပေါင်းချင်းနှစ်ပါဝါနှလုံးခွန်တယ်အဲ့ခွန်ကဒီမှာညနေခင်းကိုဗရိတ်ခွန်ကြတယ်။ဒီနှလုံးပေါင်းချင်း1ပါဝါမနက်ခင်းမှာနှလုံး6သွားပြီအဲ့6ကဗရိတ်6ကြာမှာပေါ့နော်ဒါတော်တော်လေးလှတယ်လို့ပြောလို့ရတယ်ခွန်နှစ်တရဲ့ပါဝါနှစ်ခွန်6ကနှစ်ခွန်6ဗရိတ်ပေါ့နော်နှစ်ခွန်6ဗရိတ်ထဲလိုက်တာ ਨੇ သူကဒီနေရာမှာဒီ3လုံးပေါင်းချင်း9ပါဝါ3လုံး4ဒီ3လုံးပေါင်းချင်းခွန်ပါဝါ3လုံး2ဒီ3လုံးပေါင်းချင်း9ပါဝါ3လုံး3ညအဲ့တော့3လုံး9ပါဝါ3လုံး4လို့3ည864လို့ထားတဲ့နေရာမှာနှစ်နဲ့ဒီနှစ်ပရိတ်နဲ့4လို့ပြန်ရိုက်တယ်ဒီမှာ3လုံးပေါင်းချင်းခွန်ပါဝါ282က2လို့ဖြစ်တဲ့အချိန်မှာ9နဲ့ခွန်ပရိတ်နဲ့2လို့ပဲပြန်ဖြစ်တယ်အဲ့မှာဒီ3လုံးပေါင်းချင်း9ပါဝါ969က3ညလို့ဖြစ်တဲ့အချိန်မှာဒီ3လုံးက3ညမလို့ဒီမှာ4နဲ့ပရိတ်6ထဲမှာ3ညဖြစ်မှာပေါ့နော်6ပရိတ်ကတော်တော်လေးဒီညနေမှာကောင်းတယ်6ပရိတ်ကိုကြိုက်တဲ့အတွက်ပေါ့နော်အဲ့မှာ4ထိပ်နဲ့6ပရိတ်4နှစ်ဆိုတဲ့ကဏ္ဍကဘလို့ရွှေ့တုံဆိုတော့သူကဒီမှာဒီနှစ်ကို3လုံး2 9ကို3လုံး9 4ကို3လုံး4ဒီဘက်ကကျတော့ဒီ86နှစ်ဆိုတဲ့ကဏ္ဍက86နှစ်ဆိုတဲ့ပြောင်းရွှေ့ခြင်းပေါ့နော်သူ့မှာရွှေ့နိုင်တဲ့အဓိပ္ပာယ်တွေကအမျိုးမျိုးရှိတယ်ကျွန်တော်တို့၄ထိပ်မှာဒီ696တွေရဲ့ထွန်းရိုက်ခဲ့တယ်လို့ပေါ့နော်ဒီ86နှစ်တွေရဲ့အဓိပ္ပာယ်လည်း86နှစ်လို့ဖြစ်တယ်အဲ့86နှစ်ကဒီကို86နှစ်လို့ပို့လိုက်တယ်ဒီ8ကိုပဲဒီ8ကိုပဲကျွန်တော်တို့939က8လို့ဖြစ်တယ်ဒီ6ကိုပဲ68နှစ်က6လို့ဖြစ်တယ်ဒီနှစ်ကိုပဲ688က2လို့ဖြစ်တယ်အဲ့တော့86နှစ်က8ကို3လုံး8ပြီးမှ8နောက်ပိတ်6ကို3လုံး6ပြီးတော့မှ6နောက်ပိတ်နှစ်ကို3လုံးပေါင်းချင်း2ပြီးမှ2နောက်ပိတ်နဲ့ဒါဗရိတ်6ရဲ့ကဏ္ဍ4နှစ်ဆိုတဲ့ကဏ္ဍဒါကျွန်တော်တော်တော်လေးကြိုက်တဲ့ကဏ္ဍပါနော်အဲ့မှာသူ့ကိုကျွန်တော်မိတ်ဆွေတွေကျွန်တော်တို့ဒီမှာနှစ်နောက်ပိတ်ကိုကတ်ရှင်နဲ့ကြည့်ကျင်တယ်ဆိုလဲဒီမှာလာတဲ့ပုံစံတွေက66ခွန်4 6ပရိတ်6ပရိတ်ခွန်ပရိတ်4ပရိတ်66ခွန်4ကို3လုံးပေါင်းချင်း6 3လုံးပေါင်းချင်း6 3လုံးပေါင်းချင်းခွန်3လုံးပေါင်းချင်း4 66ခွန်4လို့လာမယ်ဆိုလဲသူကနှစ်နောက်ပိတ်ပဲဒါမှမဟုတ်လို့ရှင်ရင်ကျွန်တော်တို့ဒီ666တွေရဲ့ပုံစံတွေကိုဒီ666အဲ့666ကဒီဘက်ကို666လို့ဖြစ်တယ်အဲ့666တွေဒီလိုပဲ666လို့သွားလို့ရှင်လဲဒါလည်းအတူတူပဲပေါ့နော်အဲ့တော့ကျွန်တော်အကြိုက်ဆုံး၄ထိပ်နှစ်ပိတ်ဗရိတ်6ကြိုက်တဲ့အတွက်ပေါ့နော်၄နှစ်ဆိုတဲ့ကဏ္ဍမှာအဓိကအကြိုက်ဆုံးတကယ်လို့၄နှစ်မဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာကဏ္ဍတေချာပေါင်းစည်းပေးမယ်ဆိုလို့ရှိရင်ဒီ669 696တွေက669 696တွေလောက်ထားတာတွေကဒီ696တွေ669တွေပေါ့နော်သူ့ကိုအမျိုးမျိုးထွင်လာတဲ့669တွေပဲယူ696တွေပဲယူအဲ့ဒီကောင်တွေကိုမှဒီမှာ414လို့ထည့်ပြီးမှ414ထည့်တယ်4လို့ထည့်တဲ့နေရာမှာ4ပါဝါ9တယ်1လို့ထည့်တဲ့မှာ1ပါဝါ6တယ်4လို့ထည့်တဲ့နေရာမှာ4ပါဝါ9မယ်ဆိုရင်4 5တွေပေါ့နော်အဲ့မှာ4 5တို့ကတော့ကျွန်တော်ဒုတိယထဲမှာပို့ထားတယ်ဒီကောင်တွေကဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီ696တွေရဲ့669ဆိုတာတွေကဒီနောက်ပိတ်မှာသွားဖောက်နိုင်တဲ့အလားလားဖြစ်နိုင်လို့ပေါ့နော်ဒီကောင်ကိုတော့ဒုတိယထဲမှာသွားပို့ထားတယ်ကျွန်တော်ပြောချင်တာကဒီနောက်ပိတ်ထဲကနေ9နဲ့ပေါင်းစည်းပေးခြင်းတဲ့ break 6ပေါ့နော်414ကို669လို့လာမယ်669လို့လာလို့ရှိရင်9နောက်ပိတ်အဲ့မှာ9နောက်ပိတ်နဲ့ကျွန်တော်တို့လိုချင်တာကဒီ3လုံးပေါင်းချင်း8ဒီ3လုံး6ဒီ3လုံး5 865က865လို့နောက်ပိတ်အဲ့မှာနောက်ပိတ်ထည့်လိုက်တာ ਨੇ ဒီ666ကို666ရဲ့ပုံစံက411နဲ့1ထိတ်နဲ့9နောက်ပိတ်နဲ့15ဆိုတဲ့ကနေ့ဒါကျွန်တော်15က
ကျွန်တော်တို့ဗရိတ်6ကိုကြိုက်တဲ့အတွက်4နှစ်နဲ့တင်5ကိုအဓိကအကြိုက်ဆုံးဩကွက်ဆုံးဖြတ်ချက်ချတယ်ပေါ့နော်အဲ့မှာ4နှစ်တင်5တစ်ထိတ်တွေရဲ့ကောင်းကွက်တွေကလည်းသူကဒီမှာ269တွေကဒီ269တွေလာတော့ကသူ့မှာအပေါ်ကနေနက်ခက်နဲ့ဆင်ရိုက်လာတာပေါ့နော်ဒီမှာ4နက်ခက်ကို2 9နက်ခက်ကို6နက်ခက်ကို9 269အဲ့269တွေဒီကို269လို့ဖြစ်တယ်အဲ့269တွေကိုဒီလို269လို့ဖြစ်ရင်လေတစ်ထိတ်ဖြစ်တယ်လို့2696လို့က2696ကအဲ့မှာတစ်ထိတ်သွားကြနေပေါ့နော်ဒါ4က3ကသွားရိုက်နေတဲ့အတွက်တစ်ထိတ်အဲ့တစ်ထိတ်နဲ့သူက6969တွေက6နက်ခက်ကို9နက်ခက်ကို6အဲ့တော့6နက်ခက်ကို9လို့လာလို့ရှိရင်တော့ဒါ15ဆိုတဲ့ကဏ္ဍကလည်းဒါတော်တော်လေးထိုးသင့်တယ်လို့ဇော်ဝန်ယူဆတယ်4နှစ်နဲ့15အဓိကအကြိုက်ဆုံးပေါ့နော်အဲ့မှာ4နှစ်15မဟုတ်ဘူးဆိုလို့ရှိရင်ဆောတော့ကျွန်တော်ပြောလိုက်တဲ့45ရဲ့အဓိပ္ပာယ်ပေါ့နော်45ကကျွန်တော်တို့ဒီလိုပေါင်းစည်းလာမယ်ဆိုလို့ရှိရင်ဒီ3လုံးပေါင်းချင်း8ထိတ်နဲ့ဒီ3လုံးပေါင်းချင်း8ကအပိတ်နဲ့ဒီ3လုံး4ရထိတ်နဲ့48ဒီ3လုံးပေါင်းချင်း6ကအပိတ်နဲ့ဒီ3လုံး1ကထိတ်နဲ့16ဒီ3လုံးပေါင်းချင်း9အပိတ်နဲ့ဒီ3လုံး4ရထိတ်နဲ့45ပေါ့နော်အဲ့မှာ45ကဆောတော့ကျွန်တော်ပြောတာ9ပါဝါ4ထိတ်6ပါဝါ1ထိတ်9ပါဝါ4ထိတ်ဆိုရင်45ဆိုတဲ့ပုံစံမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့မှာသူ့ကိုဘာလို့လဲဆိုတော့ break ကလည်းဒီနှလုံး2နှလုံးခွန်နှလုံး9နှစ်ခွန်9ကနှစ်ခွန်9 break ဖြစ်သွားမယ်ဆိုလို့ရှိရင်45ပေါ့နော်တကယ်လို့အဲ့လို45မဟုတ်သေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ1နှစ်1ဆိုတဲ့ကဏ္ဍပေါ့နော်1နှစ်1ကတကယ်လို့များဒီ666က9ပါဝါကို4ထိပ်6ပါဝါကို1ထိပ်ဒီ6ပါဝါကို1ထိပ်နဲ့ယူလို့ရှိရင်ဒါ1နှစ်ဆိုတဲ့ကဏ္ဍရှိသလိုနှစ်1ဆိုတဲ့ကဏ္ဍကလည်းရှိတယ်ပေါ့နော်အဲ့မှာနှစ်1ဆိုတဲ့ကဏ္ဍကိုကျွန်တော်ပြချင်တာကကျွန်တော်မိတ်ဆွေတွေဒီဘက်မှာတွေတုန်းက6တွေရ9တွေရအများကြီးပေါ့နော်အဲ့ဒီပုံမှာ6တွေ9တွေတော့အများကြီးမပြတော့ဘူးကျွန်တော်ဒီနန်းလောက်ကပဲပြ3လုံးပေါင်းချင်း6 3လုံးပေါင်းချင်း6 3လုံးပေါင်းချင်း6တွေအဲ့ဒီ6တွေက6ပါဝါဖြစ်တဲ့နှလုံး1နှလုံး1နှလုံး1တွေအဲ့ဒီ1တွေက1ပါဝါဖြစ်တဲ့6ထိပ်6ထိပ်6ထိပ်ဆိုလောက်တာ6တွေရဲ့လုံးပုံ3ချက်ပေါ့နော်အဲ့ဒီ6လုံးပုံ3ချက်ကဒီ6တွေကိုပဲသူက6ပါဝါဒီမှာ1တွေကလာထားတော့ဒီ6ပါဝါကိုမနက်ခင်းမှာဒီမှာ9ရဲ့2ရဲ့1 2ရဲ့9ရဲ့1 8ရဲ့3ရဲ့1ဆိုရင်မှာ6တွေရဲ့ဇလန်းကဒီမှာ1တွေနဲ့ဆင်ရိုက်သွားတယ်ပေါ့နော်အဲ့မှာသူဆင်းရိုက်သွားတဲ့နေရာမှာဒီ6 3လုံးရဲ့ဇလန်းကိုနှလုံး1လို့ဖြစ်တဲ့နေရာမှာ1ပါဝါနှလုံး6လို့ဖြစ်ပြီး6နှစ်8ကလည်း6နဲ့ပဲဇလန်းဆုံးတယ်6 3လုံးနဲ့ဇလန်းဆုံးပေးချင်တာပေါ့နော်တခါဒုတိယ6အဲ့ဒီ6ကို6ပါဝါနှလုံး1လို့ဖြစ်ရင်1ပါဝါနှလုံး6လို့ဖြစ်လို့ရှိရင်2 8 6နဲ့ကလည်း6ပဲကျွန်တော်ဒီမှာ3ခန့်မြောက်6အဲ့ဒီ6ကို6ပါဝါနှလုံး1သွားပြီအဲ့မှာ1ပါဝါနှလုံး6လို့ဖြစ်မဲ့ဆိုရင်2ထိတ်နဲ့ဒီ3လုံးက6လို့ဖြစ်ရင်1နောက်ပိတ်နဲ့2 1ဆိုတဲ့ကဏ္ဍအဲ့မှာကျွန်တော်ပြောတဲ့2 1 1 2တို့ကအာဆိုင်ရှိတယ်ကျွန်တော်မိတ်ဆွေတွေအာပြီးတော့လည်းထုတ်ပါနော်ကျွန်တော်မိတ်ဆွေတွေကျွန်တော်ကဏ္ဍကိုလိုရင်းတူရှင်းတော့ပဲကျွန်တော်ပြလိုက်ပါတယ်ငါးနောက်ပိတ်တွေရဲ့အကြောင်းရင်းဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီ6တွေရဲ့ဇလန်းနေနဲ့ယူမယ်ဆိုရင်ငါးနောက်ပိတ်တွေကဒီလိုသွားပြီး6မယ်ဆိုရင်တော့ငါးနောက်ပိတ်တွေလည်းသွားဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်မိတ်ဆွေတွေတေချာလေးရွေးချယ်ဆုံးဖြတ်ချက်ချတာပါပဲဘာကြောင့်လဲဆိုတော့ကဏ္ဍကဒီခွန်နှစ်1ကနှစ်ခွန်6လို့ဖြစ်တဲ့နေရာမှာဒီလိုနှစ်ခွန်6ကရာရင်းနဲ့နှစ်ခွန်6ကဗရိတ်ကအသွားရင်းနဲ့ဆိုတော့ဒီ4နှစ်တို့ကဏ္ဍတွေကပို့ပြီးအဓိပ္ပာယ်ရှိမယ်လို့ကိုစောဝန်ထင်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်မိတ်ဆွေတွေဒီနေ့ညနေမှာကျွန်တော်4နှစ်တင်5အထူးမိန်ကဏ္ဍပေါ့နော်ဒုတိယကဏ္ဍကိုဒုတိယတင်ထိုးရမှာက4 5နဲ့2 1အားဒါဒုတိယတင်ထိုးပါကျွန်တော်မိတ်ဆွေတွေဇုံဝင်းမှန်ရင်ဒီဖုန်းနှလုံးပဲကိုင်းပါတယ်39 989 123 232ဒါကျွန်တော်ရဲ့ KB အကောက်ဖုန်းနံပါတ်ပေါ့နော်39 966 404 932ကဒါကျွန်တော်ဝိတ်မန်နီအကောက်ဖုန်းနံပါတ်ပေါ့နော်ကျွန်တော်မိတ်ဆွေတွေဒီနေ့ညနေမှာလဲဆက်လက်ပျော်ရွှင်ကံကောင်းကြပါစေဗျာဇော်ဝင်းပါ